ကရင်တမတကြီးရေတမတကြီးကကရင်နိုင်ငံထူထောင်ပြီးတော့ဘာဖြစ်လို့ကရင်မြို့တော်မှာမနေတာလဲသူများနိုင်ငံတမတကြီးတွေကလေဟိုတမတဖြစ်ပြီးဆိုရင်မြို့တော်ထဲမှာနေတာအခုကရင်နိုင်ငံမှာဆိုရင်မြို့တော်ကတော့ဖက်အံပေါ့အခုတမတကြီးကတမတဖြစ်ပြီးတော့ဘာဖြစ်လို့ဟိုမြို့တော်မှာမနေဘဲနဲ့ဟိုးထိုင်းနေစမှာတော့နေရတာလေတမတကြီးဘာတွေကြောက်နေတာလဲနော်ဖြစ်ပြလို့ရမလားရှင်ကျွန်တော်ကတမတတော့တမတပဲတောင်းကြည့်တဲ့တမတတော့မဟုတ်ပါနော်တမတဖြစ်ရှင်လို့ကျွန်တော်ဖြစ်တာပါနော်ဘယ်သူမှကျွန်တော်မတင်ပြမနဲ့ကျွန်တော်ဖြစ်တာပါအဲကြောင့်အခုတောင်းလိုက်ရေးလည်းမပြီးသေးဘူးမင်းအောင်လိုက်လည်းမသေးသေးဘူးကျွန်တော်ကတမတဖြစ်ပြီးကျွန်တော်ကြုံညာလိုက်ပြီးကျွန်တော်ကအဲ့ဒီနေရာမှာသွားနေလို့စင်မင်းအောင်လိုက်တီးလို့စင်ကျွန်တော်ပေါင်900ဘုံနဲ့ကျဲသားမှာပေါ့အဲကြောင့်ကျွန်တော်ကတောင်းလိုက်ရေးစကြတဲ့ထိုင်းနေစမှာပဲကျွန်တော်ရွေးချယ်ပြီးတော့နေတာဘာဖြစ်လို့လဲဆိုတော့တခုခုဖြစ်လာလို့စင်ကျွန်တော်ထိုင်းနိုင်ငံမှာထွက်ပြေးလို့ရအောင်လေအော်ဆလာဆိုင်အားလုံးမင်္ဂလာပါအခုကရင်နိုင်ငံတော်ကစီပြီးဆိုတော့ကျမတို့ကရင်တမတကြီးကိုတွားပြီးတော့အင်တာဗျူးလိုက်ရအောင်နော်ကရင်တမတကြီးကိုကျမတခုလောက်အင်တာဗျူးချင်ပါတယ်ရှင်ဟုတ်ကဲ့သိချင်တာကိုမေးပါခင်ဗျာကရင်နိုင်ငံထူထောင်ပြီးကရင်တမတဖြစ်တာဘယ်နိုင်ငံပဲတိုင်းရင်းသားတွေကအသိအမှတ်ပြုကြိုဆိုကြောင်းဘယ်တော်ဝန်လွာတွေပါထားလဲဆိုတာနည်းနည်းတော့ဖြည့်ပေးပါအောင်ရှင်ကျမတို့စောင့်ကြည့်နေတာကတော့မြစ်စစ်မောက်တာလားမြစ်စစ်လဲတာလားမသိဘူးဘယ်နိုင်ငံဘယ်ပြည်သူဘယ်တိုင်းရင်းသားမှမတွေ့လို့လေအဲ့ဒါဆက်စရာမကောင်းဘူးလားဆိုတာခံစားရလားလို့သိချင်လို့ပါရှင်ကရင်နိုင်ငံထူထောင်တာတခြားတိုင်းရင်းသားတွေအသိအမှတ်ပြုလဲပြဿနာမရှိဘူးတခြားကမ္ဘာလူတွေတခြားနိုင်ငံတွေအသိအမှတ်ပြုလဲပြဿနာမရှိဘူးကျွန်တော်နဲ့ကျွန်တော်မယားနဲ့ကျွန်တော်တပည့်တွေနဲ့ကျွန်တော်အဖွဲ့အစည်းတွေနဲ့ပေါ့နော်ကျွန်တော်လူတွေတယောက်2ယောက်နဲ့ပြီးတော့ထိုင်းသတင်းထောက်400 5ယောက်နဲ့ကျွန်တော်ကိုထောက်ခံလို့ရှိရင်ရပြီဒါအာနာစင်အုပ်ချုပ်တဲ့နိုင်ငံကိုဘာပဲလှုပ်လို့ရတယ်လက်နဲ့ကန်တိုင်းတမတဖြစ်ရှင်လို့ရှိရင်ဖြစ်လို့ရတယ်နိုင်ငံထူထောင်မယ်ဆိုလဲထူထောင်လို့ရတယ်ဒီမြန်မာတနိုင်ငံလုံးက10နိုင်ငံထူထောင်မယ်ဆိုလဲရတယ်ဒီမြန်မာတနိုင်ငံလုံးကတမတအယောက်100စီးမယ်ဆိုလဲစီးလို့ရတယ်တရားဥပဒေမရှိတဲ့နိုင်ငံမှာကျွန်တော်တို့လှုပ်ချင်တာလှုပ်မှာပဲဒီကော်တူလေးနိုင်ငံကကျွန်တော်တို့မျောလင့်ချက်ကျွန်တော်တို့ရဲ့အိမ်မက်ဟိုကျွန်တော်တို့ငယ်တုန်းကအဲကြောင့်ကော်တူလေးနိုင်ငံထူထောင်ဖို့ဒီချိန်မှာဘယ်သူမှလက်မခံဘယ်သူမှမထောက်ခံလဲကျွန်တော်တော့ရအောင်ထူထောင်မှာပဲကျွန်တော်လိုချင်တဲ့အရာကျွန်တော်ထူထောင်လို့ရလို့စင်တော်ပြီပြည်သူတွေထောက်ခံလားမထောက်ခံလားတိုင်းရင်းသားတွေတခြားကဘာလူတွေအသိမှပြပြမပြပြကျွန်တော်ဘာမှမခံစားဘူးဆက်လည်းမဆက်ဘူးအဆက်ကမွေးထဲကိုပါမလာတာစင်းလားဒီပွဲကကျွန်တော်တို့အစွန်ရောက်တစ်ဖက်ပိတ်တစ်ယောက်2ယောက်စီးလို့စင်ရပြီပြဿနာမရှိဘူးမင်းအွန်လိုင်းဒါမှ तू လှုပ်ချင်တယ်လို့ तू လှုပ်တယ်တနိုင်ငံလုံး तू အုပ်ချုပ်ချင်တယ်လို့ तू အုပ်ချုပ်တယ် तू ဖမ်းချင်တယ်လို့ဖမ်းတာပဲအဲကြောင့်ကျွန်တော်တို့ကဘာမှ Q ဆိုင်ဆရာမလို့ဘူးကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့ကော်တူးလေးနေနေကျွန်တော်တို့ဘာလို့မရရတာလဲဆက်ဆရာမဟုတ်ဘူးအဓိကကိုလိုချင်တဲ့အရာကိုရဖို့ပဲလိုတယ်တခြားလူတွေကိုဆဲမလားစောက်ခိမဆိုင်ဘူးနေတို့မကျင်နာလို့ရှိရင်နေတို့မပြောနဲ့လေကွာနေတို့မကျင်နာရင်နေတို့စီးတဲ့အိမ်တွေနေတို့စီးတဲ့ခြံတွေမြေတွေလက်တွေနေတို့ပြန်တော့ထူထောင်နေတို့ရဲ့နိုင်ငံနော်နေတို့စီးတဲ့အာဏာနေတို့တမတဖြစ်ပြောပြီးနော်ဒါမင်းအွန်လိုင်းအောက်ချုပ်တဲ့နိုင်ငံတရားဥပဒေမရှိဘူးကိုလှုပ်ချင်တယ်လို့ကိုလှုပ်လို့ရတယ်တမတဖြစ်ရှင်လားနိုင်ငံထူထောင်ရှင်လားလှုပ်လို့ရတယ်ဟုတ်လားတမတကြီးအဲ့ဆိုရင်ကျမလည်းဟိုအဖေမေပေးထားတဲ့လေခွဲ9ခွဲစီတယ်ဟိုမြေပေါ့မြေ9ခွဲပေါ့မောင်နှမ9ယောက်အဲ့ဆိုရင်ကျမလည်းအိမ်ပြန်ပြီးတော့အဲ့ဒီမြေ9ခွဲထဲမှာဟိုလေဘယ်လိုခွာမလဲနိုင်ငံ9နိုင်ငံထူထောင်လိုက်မယ်ပြီးတော့တမတလည်း9ယောက်ဖြစ်လိုက်မယ်ဒါနဲ့တမတကြီးတို့တော်လိုင်းရေးပြီးတဲ့အခါပေါ့နိုင်ငံရေးကောင်းလာတဲ့အချိန်တမတကြီးဘာတွေဆက်လုပ်မလဲဆိုတာနည်းနည်းဖြည့်ပေးပါအောင်ရှင်အဲ့ဒီအချိန်မှာကျွန်တော်ဘာမှမပူဘူးတော်လိုင်းရေးစကြတဲ့ကကျွန်တော်ပြည်သူလူထုရဲ့ငွေရလာတာလေကျွန်တော်ထိုင်းနိုင်ငံမှာအိမ်တွေအစဉ်သိဝယ်ထားပြီအဲကြောင့်တခုခုဖြစ်လာလို့ရှိရင်ကျွန်တော်ထိုင်းဘက်ကမှပြေးပြီးတော့နေမယ်အဲ့ဒီအချိန်ရောက်လို့ရှိရင်နေကန်ငါကန်ပဲနေပြေးငါပြေးပဲအဲ့ဒါဆိုရင်တမတနောက်လိုက်တဲ့လူတွေတမတကိုထောက်ခံတဲ့လူတွေကရောရှင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါသူတို့ရဲ့ကံပေါ့သူတို့ပိန်လို့သူတို့ခံပေါ့ငါကတော့ငါလူချင်းတဲ့အရာငါရပြီဆိုတော့ပြဿနာအနောက်မှာလိုက်လာလို့စင်ကျွန်တော်မသိတော့ဘူးနော်စီလို့စင်ကျွန်တော်အဖမ်းမခံချင်ဘူးကျွန်တော်ကတော့ပြေးမှာပဲထိုင်းနိုင်ငံမှာတမတကြီးရေခေါင်းဆောင်ဆိုတာကိုလူမျိုးကိုပြည်သူတွေမလွတ်မြောက်မချင်းတမတခေါင်းဆောင်လို့မရဘူးခေါင်းဆောင်ပြီးသားရမယ်ခေါင်းဆောင်မဖြစ်ရဘူးနော်တမတကြီးသိလားကောင်းတဲ့ခေါင်းဆောင်တွေကောင်းတဲ့တမတတွေကကိုလူမျိုးဒုက္ခရလို့ရှိရင်ကိုပြည်သူတွေဒုက္ခရလို့ရှိရင်
ကိုစူးစမ်းပြီးတော့ကဲတင်ရမယ်သူတို့လွတ်မြောက်ဖို့အတွက်ကိုဝိုင်းပြီးတော့လုပ်ပေးရမယ်အခုတမတကြီးကတိုက်ပွဲတွေကြီးကြီးကျယ်ဖြစ်တဲ့အချိန်မှာကိုလူမျိုးတွေစစ်ပြေးဆောင်နေရတဲ့အချိန်မှာလူတွေအများပြားတည်နေရတဲ့အချိန်မှာတနိုင်ငံလုံးဒုက္ခရတဲ့အချိန်မှာတမတကြီးကတကူကောင်းဆန်ဆောင်လိုက်ပြီးတော့လှုပ်ချင်တယ်လို့လှုပ်နေတာတမတကြီးလည်းမင်းအလာနဲ့တူတူပါပဲဆိုတာကျမမြင်ပါတယ်ရှင်နေပြောတာမမဘူးကျွန်တော်ကတမတတော့တမတပဲတောင်းကြည့်တဲ့တမတတော့မဟုတ်ပါနော်ကျွန်တော်လည်းသူနဲ့တူတူပါပဲခမည်းအရန်တော်တယ်ကျမလေးဟိုမပြန်ခင်မှာတမတကြီးကိုစကားတစ်ခွန်းလောက်နှုတ်ဆက်ပြစီနော်ဟိုကျမကတော့စိတ်မဆိုးနဲ့တော့တမတကြီးနော်ဟိုကျမပြောရှင်တာတော့အခုတမတကြီးထူထောင်နေတဲ့ဒီကော်တူးလေးနိုင်ငံကလေဟိုကော်တူးလေးနိုင်ငံဆိုတာကရင်ပြည်သူလူထုအားလုံးနဲ့ဆိုင်တာပေါ့နော်ကရင်ပြည်သူလူထုရဲ့စန္ဒမပါဘဲနဲ့ကိုကလှုပ်ချင်တိုင်းလှုပ်မယ်ဆိုရင်ထူထောင်ချင်တိုင်းထူထောင်မယ်ဆိုရင်ကရင်ပြည်သူလူထုအားလုံးတိတ်ခါကြစီရှင်နဲ့နာမည်ပြတ်ရှင်နဲ့ဟိုအဆက်ကွဲတာပေါ့နော်ဖြစ်နိုင်လို့ရှိရင်အခုတမတကြီးထူထောင်တဲ့နိုင်ငံကနော်အစုံရောက်တစ်ဖက်ပိတ်အယူနိုင်ငံအဖွဲ့လို့နိုင်ငံတော်လို့ဟိုတမတကြီးတတ်မှတ်လိုက်ပါနော်ဟိုကော်တူးလေးနိုင်ငံလို့မတတ်မှတ်ပါနဲ့နော်ကော်တူးလေးနိုင်ငံတတ်မှတ်မယ်ဆိုရင်တရားဝင်ရမယ်စစ်မှန်တဲ့ဒီမိုကရေစီရပြီးမှကော်တူးနိုင်ငံထူထောင်မယ်ဆိုရင်လည်းကရင်ပြည်သူလူထုတွေအားလုံးရဲ့စန္ဒသဘောတရားပါဝင်မှသာလင်ထောက်ခံမှသာလင်ကျမတို့တရားဝင်ကော်တူးလေးနိုင်ငံလောက်မှာပါရှင်အခုတရားမဝင်တဲ့နိုင်ငံကိုထူထောင်ခြင်းထူထောင်လို့ရှိရင်မအားလားနိုင်ငံတလူမျိုးပဲဖြစ်သွားမှာဆိုလို့အကြောင်းသမီးတို့ကျမတို့ကလက်မခံပါဘူးရှင်อ๋อအဲ့ဒါလိုမျိုးနိုင်ငံနာမည်တတ်မယ်ဆိုရင်ကျွန်တော်ရဲ့တစ်ဖက်ပိတ်အဖွဲ့တွေကိုကျွန်တော်မေးရအောင်မယ်သူတို့သဘောတူပါမလားပေါ့နော်